ကဘာကြီးကအပြားကြီးဒါကို NASA ကဖုံးကွယ်ထားတယ်စက်တွေကိုဘယ်တော့မှမနာမနေလဲနေအောင်လုပ်လို့ရတယ်လူတွေကအုံနောက်ရဲ့ 10% လောက်ကိုပဲအသုံးချဒီနေ့အချိန်ထိလူတွေကိုအယူလုပ်နေတဲ့ theory အမှားတွေကိုပြပြပေးမယ်တချို့ကဒီ theory ကိုစဉ်းစားပြီးတော့သူတို့ကကိုယ့်ကို smart ဖြစ်တယ်လို့ထင်ကောင်းထင်ကြတယ်တကယ်တော့ဒါကတကယ်တော့ theory အမှားတွေပထမဆုံးတစ်ခု flat earth theory ကဘာကြီးကအပြားကြီးဒါကို NASA ကဖုံးကွယ်ထားတယ်တကယ်တော့ဒီနေ့ခေတ်မှာကျွန်တော်တို့ satellite ပုံနေရပဲဖြစ်ဖြစ် gravity သဘောတရားနဲ့ပဲကြည့်ကြည့်ဒါမှမဟုတ်လေယာဉ်ပတ်လန်းနေနဲ့ပဲကြည့်ကြည့်ကဘာကြီးကအလုံးဆိုတာကိုလူတိုင်းသိပါတယ်ကဘာကအမြင့်ပေ3000ခွဲလောက်မှာပြန်နေတဲ့ International Space Station ကနေပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်တွေ့ဆိုလို့ရှိရင်ကဘာကိုမိနစ်60တိုင်းမှာတစ်ခေါက်ပတ်နေရပေါ့နော်ပြီးတော့အာကာသယာဉ်မှုတွေဆိုလို့ရှိရင်လည်းနေဝင်နေထွက်တာကိုတစ်ရက်ကို16ခေါက်လောက်မြင်နေရတယ်တကယ်လို့ကဘာကြီးကအပြားကြီးဆိုရင်ကျွန်တော်တို့မှာ time zone တွေဆိုတာဘယ်လိုရှိတော့မှာလဲဆိုတော့ကျွန်တော်တို့မြန်မာမှာနေ့ကင်းဆိုရင်ကနေဒါမှာလည်းနေ့ကင်း US မှာလည်းနေ့ကင်းဖြစ်နေပို့ပြီးတော့ chance များသွားပြီပေါ့နော်တကယ်တော့ကဘာကြီးကလုံးချောင်းကိုလွန်ခဲ့တဲ့နှစ်ပေါင်း2000လောက်ကတည်းကဒီ Greek ကဒီတွေးခေါ်ပညာရှင်တွေကတက်တည်ပြခဲ့တယ်ဘယ်လိုလဲကဘာကြီးကလုံးတာလားပြားတာလားနံပါတ်1 free energy စက်တွေကိုဘယ်တော့မှမနာမနေလဲနေအောင်လုပ်လို့ရတယ်ဆိုတော့အိန္ဒိယကကျွန်တော်တို့ဗီဒီယိုတွေတော်တော်များများကိုတွေ့လိုက်လို့ရှိရင် free energy နဲ့ကျွန်တော်တို့ကျင်းထည့်နေအောင်ကြားဖို့မှာပါဆိုတော့တကယ်တော့ဒီဟာကြီးက 100% round ဖြစ်တယ်ပေါ့နော်ဆိုတော့ free energy ဆိုတာကဘာပေါ်မှာမရှိနိုင်တကယ်လို့ရှိနေခဲ့မယ်ဆိုရင်လေဒါ first law တွေ second law thermodynamic တွေကိုလုံးဝပြတ်ပောက်ကြရဖြစ်သွားမှာပေါ့နော်ဆိုတော့ဒါကြောင့် free energy နဲ့ပတ်သက်လို့ရှိရင်ကျွန်တော် example လေးပြပြဥပမာ generator တစ်လုံးကလျှက်စစ်ထုတ်တယ်ဒီ generator ကိုမရမနာလဲအောင်တစ်ခါအားပြင်းပြင်းနဲ့တစ်ချက်လှည့်လိုက်ရင်အကြာကြီးလဲနေမယ်လို့ထင်ကြရမှာလားတကယ်တော့ဥပမာ generator တစ်လုံးကိုတွားပြီးတော့မယုံရင်လှည့်ကြည့်ပေါ့နော် generator တစ်လုံးမှာဒီ electromagnetic effect အရာ electric field တွေနဲ့ magnetic field တွေကတယောက်နဲ့တယောက်အမြဲတမ်း opposite လုပ်နေတယ်ကျွန်တော်တစ်ခါလဲလိုက်လို့ဖြစ်လာတဲ့ force ကဒီ magnetic field ကပြန်ပြီးတော့ဆွဲထားတာနဲ့တင်ကျွန်တော်တို့ရဲ့ rotation ကိုနှေးသွားစေတယ်ဒါကြောင့်မယုံရင် generator အသေးလေးကိုတော့မှကျွန်တော်တို့နှစ်ပတ်ပြည့်အောင်အားနဲ့လှည့်ဖို့ဆိုတာမလွယ်ဘူးဆိုတော့ဒါ example ပြပြတာဆိုတော့ဒါကြောင့် free energy ဆိုတာကတော့ဘယ်လိုနည်းနဲ့မှမဖြစ်နိုင်ဘူးဥပမာကုန်ပြောရမယ်ဆိုရင်ကျွန်တော်တို့ရဲ့ကဘာကြီးတောင်မှတနေ့ကြလို့ရှိရင် tidal friction တွေကြောင့်ရပ်သွားမယ်လို့ပြောကြပါတယ်ဒါပေမဲ့ဒါကတော့အရန်လိုသေးရပေါ့နော်နံပါတ်3လူတွေကအုံနောက်ရဲ့ 10% လောက်ကိုပဲအသုံးချတယ်တကယ်တော့ဒါကြီးကလည်း 100% round ဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ရဲ့အုံနောက်ကို scan ဖတ်ကြည့်လိုက်မယ်ဆိုရင်အုံနောက်ရဲ့ region တွေအများစုက active ဖြစ်နေတာကိုတွေ့ရမှာဖြစ်ပါတယ်တကယ်လို့ကျွန်တော်တို့ဒါ 10% ပဲသုံးမယ်ဆိုရင်တော့ကျွန်တော်တို့ Newton ရဲ့ F = ma ဆိုတဲ့ equation ကိုတော့မှကောင်းကောင်းအသုံးချနိုင်တော့မှာမဟုတ်ပါဘူးတကယ်တော့ကျွန်တော်တို့အုံနောက်က the second ကို electrical signal ပေါင်း100 trillion လောက်ထိပေးပို့နေတာထုတ်လွှတ်နေတာဖြစ်တယ်ပေါ့နော်ကျွန်တော်တို့ရဲ့အုံနောက်ကကျွန်တော်တို့အိတ်နေတဲ့အချိန်မှာတော့မှခုတ်တွေ run နေတဲ့ computer တစ်လုံးထပ်ပို့ပြီးတော့ active ဖြစ်တယ်ဆိုတာကိုသိလားပြီးတော့ Einstein ကလည်းဘယ်တော့မှကျွန်တော်တို့ကအုံနောက်ကို 10% ပဲအသုံးပြုတယ်လို့မပြောရခဲ့ Number 4 Mandela effect နဲ့ parallel universe ဒီ effect ကိုတော့လူတိုင်းကနာမည်ကိုသာမသိရင်မသိမယ်ဒါပေမဲ့လူတိုင်းကြုံမှုမယ်ဆိုတော့ကျွန်တော်ရေးအာမခံdeja vu ဆိုတဲ့စလုံးလေးကိုကြားလိုက်လို့ရှိရင်သိမှာပါအခုမှတွေ့တဲ့လူတွေရောက်ဒါမှမဟုတ်အခုမှရောက်ဖူးတဲ့နေရာတစ်ခုအရင်တော့ကလည်းရောက်ဖူးနေတယ်လို့ခံစားနေရတာမျိုးဒါမှမဟုတ်ဖြစ်ပျက်ဖူးတဲ့အဖြစ်ပျက်တစ်ခုကအရင်တုန်းကတည်းကဖြစ်ခဲ့ဖူးတဲ့ဆိုပြီးတော့ခံစားရတာမျိုးကိုလူတိုင်းကြုံမှုမယ်လို့ထင်ပါတယ်ဒါကို Mandela effect လို့ခေါ်တယ်ဆိုတော့တချို့ကဘာပြောလဲဆိုတော့ဒီဟာကတဲ့တခြား parallel universe ကကိုယ့်ရဲ့ဒီကိုပေါ့နော်ကိုကဖြစ်ခဲ့ဘူးတာတွေအဲ့ဒါတွေကလာပြီးတော့ချိတ်ဆက်မှုရှိတယ်ဒါကြောင့် parallel universe နဲ့ဆက်ဆက်တဲ့ effect ဆိုပြီးတော့လည်းပြောကြတယ်တကယ်တော့ဒါက physics နဲ့လုံးဝဆက်ဆက်မှုမရှိဘူးဒါက psychological need အရာကျွန်တော်တို့ရဲ့အုံနောက်ကခဏလေး error တက်သွားတယ်ဆိုတဲ့သဘောတရားပဲဖြစ်ပါတယ်ပြီးတော့တခြားလူတွေအရန်ကိုအမှားများတဲ့ theory လည်းအများကြီးရှိပါသေးတယ်ဒီနေ့ဗီဒီယိုမှာတော့အဓိက၄ခုအပြင်နောက်ထပ်ပြောရမယ်ဆိုရင်ဒီ hollow earth theory တွေပြီးတော့တချို့ပြောတဲ့ moon landing ကလုံးဝ fake ဆိုတဲ့ theory လိုမျိုးအမှားတွေinformation အမှားတွေပြီးသွားလို့ရှိရင်ကျွန်တော်တို့ 5G internet ကလူတွေကိုထိခိုက်စေနိုင်တယ်ဆိုတော့false information တွေပြီးတော့ Atlantic ကရေအောက်ထဲမှာနစ်မြုပ်သွားတဲ့လုံးဝပျောက်ဆုံးနေတဲ့နည်းပညာအရန်မြင့်တဲ့မျိုးဆိုတဲ့ဟာမျိုးတွေနောက်ဆုံးပြောမယ်ဆိုရင် motivation speaker တွေပြောလို့ရှိတဲ့ law of attraction ပေါ့နော်ကျွန်တော်တို့ကလိုချင်တဲ့အရာတစ်ခုကိုအမြဲတမ်းစိတ်ထဲမှာနှစ်ပြီးတော့ဆူတောင်းတာမျိုးစိတ်နှစ်နေရမျိုးattract လုပ်နေရမျိုးဆိုရင်အဲ့အရာတကယ်ပဲရောက်လာတယ်လို့ဒါကို scientific နည်းလမ်းအရာပဲ vibration တွေနဲ့ဘာညာတာကတုံခါပြီးတော့တကယ်ဖြစ်လာတယ်လို့ပြောလေးရှိရပေါ့နော်တကယ်တော့ဒါကြီးကလည်းဘယ်နည်းနဲ့မှမဖြစ်နိုင်ပါဘူးဆိုတော့ဘာလို့လဲဆိုရင်ကျွန်တော်ပြပြမယ်
science ဆိုတာက observation တစ်ခုရှိလာပြီဆိုလို့ရှိရင်သူ့ကိုကျွန်တော်တို့ကဒီတိုင်းဖြစ်နိုင်တယ်ဆိုပြီးတော့လက်ခံတာမျိုးလုံးဝမရှိဘူးကျွန်တော်တို့က experiment အရာဒီ evidence တွေရှာမယ်ပြီးလို့ရှိရင်နောက်ဆုံးကျတော့မှ experiment နဲ့ observation နဲ့ကိုက်ညီမှုရှိတော့မှပဲကျွန်တော်တို့ရဲ့ hypothesis ကို conclusion ထုတ်ကြတာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်အပေါ်မှာပြောခဲ့တဲ့ဟာတွေကိုယုံကြည်နေတဲ့နေရာမှာသင်လဲပါနေမယ်ဆိုလို့ရှိရင်တော့ science နဲ့ပတ်သက်ပြီးတော့စာတွေများများဖတ်ဖို့အကြံပေးချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်